Hello အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ရောက်ရှိတဲ့နေရာကတော့ဖိလစ်ပိနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့မနီလာမြို့မှာတည်ရှိတဲ့ American စစ်တင်ချန်းဆိုတဲ့နေရာမှာကျွန်တော်ရောက်ရှိရဖြစ်ပါတယ်။ American စစ်တင်ချန်းဆိုတဲ့အခါမှာတမန်ရအနေငယ်ပြောမယ်ဆိုလို့ရှိရင်1940နှစ်နဲ့1945အကြားမှာဒီဒုတိယကမ္ဘာစစ်ပွဲကာလမှာပေါ့နော်ဂျပန်ကဖိလစ်ပိနိုင်ငံကိုတိုက်ခိုက်ပြီးတော့မှတင်ပိုက်ဖို့ကြိုးစားတဲ့အခါမှာအမေရိကန်နိုင်ငံကဖိလစ်ပိနိုင်ငံဖက်ကနဲ့စစ်တိုက်ပေးတယ်စစ်ကူပေးတယ်အဲဒီ1940နှစ်နဲ့1945အကြားမှာကြာရှုံးသွားတဲ့အမေရိကန်စစ်သားတွေကိုအော်မေဖူရန်ဒီနေ့ခေတ် generation တွေကမမေ့ဖူရန်ဖို့ဒီစစ်တင်ကြတဲ့မိကိုလုပ်ပေးခြင်းဖြစ်ပါတယ်ဆောနာရောပြောသလို1940နှစ်နဲ့1945အကြားမှာအမေရိကန်စစ်သားတွေဒီစစ်ပွဲအတွင်းမှာကြာရှုံးသွားတဲ့အမေရိကန်စစ်သားတွေစုစုပေါင်း19206ဦးတိရှိပါတယ်အဲဒီအကြာရှုံးသွားတဲ့အမေရိကန်စစ်သားတွေကိုမမေ့ဖို့ရန်အမြဲတမ်းဒီနေ့ generation တွေအောင်မေ့ဖို့ရန်ဒီသင်ချန်နေမျိုးကိုလုပ်ပေးခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့ကအလေတွိုင်းရင်းနဲ့တမိုင်းလေးတွေလေ့လာရင်းနဲ့ကျွန်တော်တို့အလေပတ်တော်ချက်မှာဖြစ်တယ်လို့အားလုံးလိုက်ခဲ့ပေးကြပါအောင်နော်ကဲဆောနာတော့ကပြောထားတဲ့အတိုင်း1940နှစ်နဲ့1945အကြားမှာကျွန်တော်တို့အေရှနိုင်ငံမှာလည်းတော်လေးတပ်ပွဲပြင်းထန်ပါတယ်အဲဒီအဝိုင်းလေးတွေဝိုင်းတဲ့နေရာမှာကတော်လေးတပ်ပွဲပြင်းထန်တဲ့နေရာတွေဖြစ်တယ်အဲဒီနေရာတွေမှာအမေရိကန်စစ်သားတွေတပ်ပွဲဝင်ပြီးတော့မသိခံတယ်ဆိုတဲ့အကြောင်းဖြစ်တယ်အခုကျွန်တော်လိန်ယူထွေးနေရကမြန်မာနိုင်ငံဖြစ်ပါတယ်မြန်မာနိုင်ငံမှာလည်းအမေရိကန်စစ်သားတွေရောက်ပြီးတော့မှသူတို့စစ်တပ်ပြီးတော့အသိခံတဲ့အကြောင်းကိုဒီမှာမမေ့အောင်ဗီဒီယိုနဲ့တကွာသူတို့ချပေးခြင်းဖြစ်ပါတယ်လို့ပေါ့နော်ဒါဆိုလို့ရှိရင်1940နဲ့1945ကြားမှာဒါအမေရိကန်စစ်သားတွေနဲ့ဖိလစ်ပင်းစစ်သားတွေသူတို့အတူတူတပ်ပွဲဝင်တဲ့အကြောင်းကိုဒီ generation မျိုးဆက်တွေမမေ့အောင်ပေါ်နေတကွာအမတ်တရရပ်ပြီးတော့မှအမတ်တရထားခြင်းဖြစ်ပါတယ်လို့ပေါ့နော်ဒါကအမတ်တရအနေနဲ့ထားတာဖြစ်ပါတယ်ဒါတော့အမေရိကန်စစ်သားနဲ့ဖိလစ်ပင်းစစ်သားပဲဖြစ်ပါတယ်ဒါလည်းသူတို့ဘယ်လိုစစ်တပ်လဲဆိုတဲ့အရာကိုဒီနေ့ခေတ် generation မျိုးဆက်တွေမြင်အောင်ပြန်ပြီးတော့မှပုံနဲ့တကွာရက်ပြီးတော့မှထားခြင်းဖြစ်ပါတယ်ဒါလည်းသူတို့စာနဲ့တူတော့ကွာပေါ့နော်အဲ့ဒီချင်းတော့ဖြစ်ပြတဲ့အရာတွေကိုစာနဲ့မတန်တင်းပြီးတော့မှပုံနဲ့တကွာဒါသူတို့ထားခြင်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင် short video တွေပေါ့နော်ဒါ drama တွေမဟုတ်ပါဘူးတကယ် reality အဲ့ဒီအချင်းတော့ကသူတို့အသက်ပေးပြီးတော့မှမတန်တင်ထားတဲ့ short video လေးတွေပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်လည်းနီးဗျူဟာပေါ့နော်စစ်ပိုင်းမှာစစ်တိုက်တော့မစင်ဘလို့တိုက်မလဲစာသဖြင့်သူတို့က strategy ဆွဲတဲ့နီးဗျူဟာလေးပဲဖြစ်ပါတယ်ဆိုတော့ cameraman ကဒီ around the wine ကိုသူကရပ်ပေးပြီးတော့မှပြတ်ပေးပါလိမ့်မယ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်မြင်တဲ့အတိုင်းဂျယ်လီယူတွေတုံးပြီးတော့မှအမေရိကန်စစ်သားတွေကဖိလစ်ပင်းနိုင်ငံကိုစစ်ကူပေးပြီးတော့မှသူတို့အသက်ပေးပြီးတော့မှသူတို့တပ်ပွဲဝင်တဲ့အကြောင်းကိုဒီဗီဒီယိုနဲ့တကွာပြန်လည်ပြီးတော့မှဒီနေ့ခေတ် generation မျိုးဆက်တွေမြင်အောင်ပြန်လည်ပြီးတော့မှမတရားနေဖြစ်ဒါရပ်ပေးခြင်းဖြစ်ပါတယ်အဲ့ဒီဗီဒီယိုshort video ရိုက်တဲ့သူတွေလည်းအသက်ပေးပြီးတော့မှာပေါ့နော်ဒီနေ့ချင်းမှာမျိုးဆက်သစ် generation တွေပြန်မြင်လို့ရအောင်မမေ့အောင်ဆိုပြီးတော့မှ record ပေးခြင်းဖြစ်ပါတယ်ဒါတော်တော်လေးအရေးကြီးတဲ့အပိုင်းပဲဖြစ်ပါတယ်ဒါဖိလစ်ပင်းနိုင်ငံပဲဖြစ်ပါတယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်
ကဲပြောတဲ့အတိုင်းဒါကသူတို့ရဲ့အုတ်ထုဖြစ်ပါတယ်အဲ့ဒီချင်းတုန်းကသူတို့တောင်းတဲ့အုတ်ထုဖြစ်ပါတယ်ဒါတော့အဲ့ဒီအချင်းတုန်းကသူတို့တောင်းတဲ့ဒါထမင်းပူပေါ့နော်ကဲဒါတော့အဲ့ဒီချင်းတုန်းကသူတို့ဝတ်တဲ့ American စစ်ဝတ်ဆောင်ဖြစ်ပါတယ်သူတို့ရဲ့စင်ကြီးစစ်ဝတ်ဆောင်ဖြစ်ပါတယ်လို့ဒါတော့အဲ့ဒီချင်းတုန်းကစစ်သားတွေတုံးထားတဲ့ notebook လေးတွေပဲဖြစ်ပါတယ်လို့နော်သူတို့တုံးထားတဲ့ notebook လေးတွေပဲဖြစ်ပါတယ်ဒါတော့မနီလာမြို့ပေါ့နော်အခုဆိုရင်တော့ဖိလစ်ပိနိုင်ငံရဲ့မြို့တော်ကြီးဖြစ်နေပြီအဲ့ချင်းတော့ကတော့တကယ်ပျက်စီးသွားတာပေါ့နော်1940နှစ်နဲ့1945ကြားမှာဖြစ်ပါတယ်အခုတော့တကယ်မြို့ကြီးဖြစ်သွားပြီပေါ့နော်တကယ်ခွဲတော့မြို့ကြီးဖြစ်သွားပါပြီဒါတွေကတော့အဲ့ဒီအချင်းတော့သူတို့တုံးထားတဲ့ပတ်စံလေးတွေပေါ့နော်အဲ့ချင်းတော့ကဖိလစ်ပိန်အမေရိကန်ဂျပန်သူတို့စစ်တိုက်တဲ့ခါကျတော့American dollar လည်းပါမယ်ဂျပန်လည်းပါမယ်ဖိလစ်ပိန်ပက်ဆိုလည်းပါမှာပေါ့နော်အဲ့ချင်းတော့ကသူတို့တုံးထားတဲ့ပတ်စံလေးတွေဖြစ်ပါတယ်ဒီဟာတော့အဲ့ချင်းတော့ကသူတို့စစ်တက်တဲ့အခါမှာစစ်တက်ပွဲအတွက်တုံးထားတဲ့စစ်တင်ဖို့ဖြစ်ပါတယ်ပုံနဲ့တက်ကွက်ပြန်လဲပုံသူတို့လုပ်ပြီးတော့မတင်မတရားထားတာဖြစ်ပါတယ်ဒီဟာဆိုလည်းအဲ့ချင်းတော့ကသူတို့တုံးထားတဲ့ရေဘူးလေးဖြစ်ပါတယ်အမတရားနဲ့ထားတာဖြစ်ပါတယ်လေ remember အနေဖြင့်သူတို့ပေါ်တော့ Russian issue the toilet paper and water purification tablets ပေါ့နော်အရင်တော့သူတို့တောင်းထားတဲ့အရာတွေသူတို့လုပ်တဲ့အရာတွေပဲဖြစ်ပါတယ်ဒီဟာတွေသူတို့ရဲ့စီးတွေဖြစ်ပါတယ်နော်ဒီဟာကသူကျွန်တော်ရောက်ရှိနေတဲ့နေရာဖြစ်ပါတယ်ဟိုကနေချင်းတော့ဒီလိုပေါ့ဖြစ်ပါတယ်ဒီဟာဆိုလို့ရှိရင်အဲ့ဒီချင်းတော့တောင်းထားတဲ့သူတွေကြီးစံခုံးဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီချင်းတော့သူတို့တောင်းထားတဲ့ကုတ်ကောက်ကလေးတွေပေါ့နော်ဒီမှာအမတရားနေဖြစ်သူတို့ဒီမှာထားတာဖြစ်ပါတယ် membrane တွေဖြစ်နော်ဒီဟာဆိုရင်အဲ့ဒီချင်းတော့သူတို့ရထားတဲ့စုတစီတွေဖြစ်ပါတယ်နော်ကဲဒီမှာတော့စစ်တင်ကြံကိုရတယ်ဒီမှာဆိုပြတ်တိုက်ဖြစ်တယ်ဒီမှာတော့တင်ကြဖြစ်ပါတယ်ဒါဒီမှာလည်းဒီတော့ဒါလည်းမပါလာတဲ့တင်စီဖြစ်ပါတယ်ဒီမဝင်လာဒီကတော့အဲ့ဒီချင်းတော့သူတုံးထားတဲ့တနပ်ပေါ့နော်အဲ့လိုမျိုးတနပ်နဲ့ပဲသူတို့ဂျပန်စစ်တပ်တော်လာဖြစ်တယ်ဆိုတော့မတရားနေပြည်တော်ထားကြတာဖြစ်တယ်ဒါကြီးကဖြစ်ပါတယ်စစ်တပ်ကြောင့်ဒီခံပြန်ဖြစ်တယ်Thousands of Americans killed and many more wounded. Japanese losses were far greater. The U.S. bombings inflicted heavy damage on key Japanese cities. August 6th. အလုံးလာပါဒီနေ့တော့စောနေတယ်ကျွန်တော် share လုပ်ချင်တဲ့ရကပါလဲဆိုလို့ရှိရင်ဒီမနီလာမြို့မှာရှိတဲ့ဒီ American စစ်တင်ချန်နေမျိုးကိုကျွန်တော်အလဲလာချင်ပြအများကြီးအတွေ့အကြုံလည်းရတယ်အဲ့ဒီအတွေ့အကြုံတွေထဲမှာတစ်ခု share လုပ်ချင်တဲ့ရကတော့စာသားလေးတစ်ကြောင်ပဲဖြစ်ပါတယ်အဲ့ဒီစာသားဆိုလို့ရှိရင်တော့ဒီ American စစ်တင်ချန်နေမျိုးကိုဝင်လာတာနဲ့ဒီပြရိုက်ထဲကိုဝင်တာနဲ့စာသက်ဆောင်တွေ့ပါလိမ့်မယ်အဲ့ဒီစာသက်ဆောင်ဆိုရင်တော့အလကားနဲ့ယူလို့ရပါတယ်အဲ့စာသက်ဆောင်ထဲမှာမို့တူအနေဖြင့်သူတို့တက်ထားတဲ့စာသက်ဆောင်ပဲဖြစ်ပါတယ်အဲ့စာသက်ဆောင်ကတော့ Time will not dim the glory of their deeds ဘောနော်အချင်းဟာသူတို့ရဲ့အချင်းကုံကိုဘယ်တော့မှမိမိသွားစေမှာမဟုတ်ဘူးတဲ့ဘောနော်အချင်းဟာသူတို့ရဲ့အချင်းကုံကိုမိမိသွားစေမှာမဟုတ်ဘူးတဲ့မိမိဆိုတာကအမြဲတမ်းအရေးကြီးပါတယ်အလို့တူဘလို့ပဲခွင့်အားရှိဘောနော်သူမရှိတဲ့နောက်ပိုင်းမှာသူ့ရဲ့အကြောင်းသူ့ရဲ့သမိုင်းတွေကိုလည်းပြော့ကွယ်သွားတယ်ဒါပေမဲ့
Time will not dim the glory of their deeds ဆိုတာကဒီတိုင်းသူတို့တက်တာမဟုတ်ပဲねဒီသမိုင်းကိုကြည့်ပြီးတော့မှသူတို့တက်တာဖြစ်ပါတယ်ဒီသမိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖော်ပြထားပြီးကျွန်တော်တို့အားလုံးပြောပြီးဒီအမေရိကန်စစ်သားတွေကဖိလစ်ပိင်းနိုင်ငံအတွက်သူတို့ရဲ့တက်တွေကိုပေးပြီးတော့မှတပ်ပေါ်ဝင်ပေးတဲ့အကြောင်းတွေကိုကျွန်တော်တွေ့မြင်ရပါတယ်အဲ့လိုနဲ့1945နောက်ပိုင်းမှာဆိုလို့ရှိရင် I have received this afternoon a message from the Japanese government which specifies the unconditional surrender of Japan. Arrangements are now being made for the formal signing of the surrender terms at the earliest possible moment. General Douglas MacArthur has been appointed the Supreme Allied Commander to receive the Japanese surrender. Hello 1960နှစ်ဇွန်လ12ရက်နေ့မှာလွတ်လပ်ရေးရရှိပြီးတော့ဖိလစ်ပိင်းနိုင်ငံဟာတဖြည်းဖြည်းနဲ့တိုးတက်သောနိုင်ငံဖြစ်လာပြီးတော့မှပညာရေးပန်းမှန်တော်လောက်ကောင်စီးပွားရေးပန်းမှန်တော်လောက်ကောင်တခြားနိုင်ငံတွေနဲ့ရင်ပုံတန်းတဲ့အောင်တိုးတက်သောနိုင်ငံကြီးဖြစ်လာတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်အဲ့ဒါကြောင့်မလို့ဒီအရာတွေကိုဒီနေ့ generation တွေကမမေ့ပဲနဲ့သူမဲနိုင်ငံတော်မှာလာပြီးတော့မှကျွန်တော်တို့နိုင်ငံအတွက်အသက်ပေးပြီးအလုပ်လုပ်ပေးခဲ့သေးတာပဲကျွန်တော်တို့ကကျွန်တော်နိုင်ငံကိုမချစ်သိမ်းဘူးလားဆိုတဲ့စိတ်ပြင်းပြတဲ့ binding desire ရှိဖို့ပေါ့နော်နိုင်ငံအတွက်အလုပ်လုပ်ခြင်းနဲ့ဆန္ဒရှိဖို့နိုင်ငံကိုချစ်တော်ဆန္ဒရှိဖို့ဒီမိုတူလေးကို Time will not dim the glory of their deeds ဆိုတဲ့စာသားလေးကိုတက်ချင်ဖြစ်ပါတယ်ဆိုတော့အချင်းပေးပြီးတော့မှကြည့်ရှုပေးနေထောင်ပေးတဲ့တင်ချင်မအားလုံးပေါ်ထူးချစ်စစ်တင်ပါတယ်